အစာခလိုက်ကွာဒေလနီထောင်နီစီရိုင်နေလာဇနဝါရီစီဒမုကနီယောယကရာလာလောက်တိယိုင်ပါနတိစပရနောဘူအေမနိထရန်ပြေယောတုတ်ခေါဆန်နော်လေခွေလန်စုမိဖအခါလဝံဖုတိအခါလီစီနော်ဂိုင်တုတ်ခေါဆန်ယောမာနီလိုကျုံပြောဝိတ်တောင်လဝံဖုတိအောင်ဖိတ်လန့်ကောတိုင်ဝိုင်ထကတန်ကပန်ယူအလန်နော်ဂိုင်နီထောင်နီစီရိုင်နေလာဇနဝါရီဟိုတောင်အိုလောလခတ်စုခက်လောက်ရန်ပြေဝိတ်တော့ကျောင်းနီမောစံပြတဝံဖန်တုတ်ခေါဆက်ကပန်ယူနော်ဂိုင်ခွေလန်မိဖောက်တာလဝခမရအခါလီစီပါထိုက်ပါတီကအဂါနီစီပါထိုက်ပါနိုင်ချနော်အကြောင်းပတိယပါနော်လောတုတ်ခေါဆော့ဂိုင်ခွေလမိဖောက်အလန်ရောအစ္စလမ်ဖူတီအောင်အာကောရင်ဖလို့ရိုက်ရပလေမွတ်မေအောင်ငါကောတိန်နော်လောကျောင်းနီမော်လီထိတ်လောက်ဝလီခီလောက်ဝအတုံးကလာလောက်ဝတဲ့ဖြာဝအပါတုတ်ခေါဆံမိဖောက်လန်ထိဆက်တာမေအန်ထိုက်ကျောင်းနီမော်တဝံကတဝံနော်အကြောင်းပတိယပါနော်လောလာဒီဇေဘန်နိစီခွီတောင်အိုအာရခန်အေနော်ထိခတ်ဖန်စကစကိုင်လက်ဖာယောထိခတ်အကြောင်းဖလောက်သူမပလန်အကအောက်တိုင်းဝိုက်ထယောအကြောင်းဥပတိယာကအလန်ခိုင်အေမနိထဝိတောင်လက်ဖာယောတုတ်ခေါဆန်နော်ဂိုင်ခွေလမ်းမြေဖောက်နော်အကြောင်းပတိယာပါနော်လားဆက်တော့လာဇန်နဝါရီရိုက်တောင်အိုတုတ်ခေါဆန်နော်လွတ်ပုံနာကျုံဝိတ်တာအင်းဆုံးပြေတဝံအောင်ဂိုင်ခွေလမ်းကပန်းယူမြေဖောက်တဲ့အခါလက်ဝံခမရဖို့လိယာပါထိုက်တဲ့အာကဘာထိုက်ပါနိုင်အောင်အကြောင်းပတိယာပါနော်လားလက်ခိုင်စပရံကရွေးနော်ဘတုတ်ခေါဆန်နော်လူအေရီခန့်တောင်ကျုပ်ပြောဝိတ်တာငပြေမရူတဝံဖန်လက်ဝံဖို့စိတ်လောက်ခုလလဖာယောမာနေဝေကလာဇန်နဝါရီလီတန်နော်အောက်တိုင်ဝိုင်ကတထကပန်းယူအလန်နော်အကြောင်းပတိယပါနော်လောငပြေမယူတဝံအနိုင်စိတ်လောက်ခွီအေကယောမာနေဝေကကတထကပန်းယူအလန်အခတုတ်ခေါဆန်နော်လိုက်သူဖတ်တို့တောင်းခုတို့ဂိုက်ထုတွားဆက်အကြောင်းပတိယပါဒိန်နော်လောမုဆာလနီယောနော်အဝေးတိပို့ထန်ထနုတန်ရအကောင်လောကပန်းယူတဝီလန်ကပန်းယူလန်ကလောက်လက်တိပါလောပဒဘာအဝေးတိကတထပပလိုက်အတောင်းလောအခိုင်လက်ဝံပူလကလောက်လို့ AR ထိုင်းအောင်ခိုင်ပတိယပါနော်လောမကတန်ဝေကပန်းယူတဝီလန်ရောအောက်တလန်အတလို့ကြုံပြောဝေခလိုက်ရတန်းစီခုတုံမို့အလန့်ခိုင်အနိုင်ထိန်တော့အကြောင်းစတုစီယာကိုင်ဆန်တော်မို့တုံးခိုက်တို့ကမာဆန်ကနေအကပလောတိတောင်လန်းထဝင်တော့အကြောင်းပုတ်ထိတ်တာလို့တုတ်ခေါဆော့ဖို့လကလောင်းတော့လောနီထောင်နီစီလီနေလို့အိုမွဲလို့ရည်ချဝိတ်တော်မြို့တုံးလန်တန်ရလီစီလီအနိုင်ကမီလာအဝံအားတန်လန်းကပန်ယူလာတော့အကြောင်းပတိယပါဒိန်တော့လောဆက်တော့အာရခန်အေတုံမို့နော် AR တဲ့ဘွားဝိတ်တော်အစတုတ်ခေါဆန်ဘေဒါစခုအန်ဆန်စဖုလာအောင်နှုတ်လန်တုတ်ဆက်အောင်မုဆာလနီယောကိုင်ထန်ရှုတန်ဆက်ကပန်ယူလာရောနော်အကြောင်းပတိယပါနော်